ဟုတ်ကဲ့ဒီနေ့ဒီနေ့ပဲပြတ်တုတ်လေးဝယ်လာတယ်ပေါ့နော်ပဲပြတ်တုတ်အချင်းကြီးအရမ်းများလို့ကျွန်တော်တခွားဒီလေးနည်းနည်းညှက်ထက်ထားတယ်အဲ့ဒါပါကွက်တီပဲဖြစ်သွားတယ်စားကြပါအောင်ပဲပြတ်တုတ်ကောင်းတယ်ကြည့်မိမြုပ်တီးအရန်ချီတာပဲမြုပ်တီးတော်တော်ဆက်တယ်拜拜